Hello မင်္ဂလာပါအခုဗီဒီယိုလေးကတော့ဒုတိယအပိုင်းလေးပေါ့နော်ဒီအတွေးရဲ့စွမ်းအား the power of thoughts ကျမတို့ရဲ့အတွေးတွေကတကယ်ဟိုပေါ့အကုန်လုံးကိုဖြစ်စေတယ်ကျမတို့အပြုအမူတိုင်းကအတွေးကနေပြီးတော့ဖြစ်တာပေါ့နော်ဆိုတော့ဒေါသထွက်လို့ online တာပဲဖြစ်ရက်လိုက်တာပဲဖြစ်လူတက်တဲ့အထိဒါတွေအကုန်လုံးကကျမတို့ရဲ့ thoughts အတွေးကနေပြီးတော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အတွေးရဲ့စွမ်းအားဘယ်လောက်ရေးပါလဲဆိုတော့ဥစားကိုသိစေချင်တယ်နောက်တစ်ခါမှဒီအတွေးတွေကကျမတို့တွေးတိုင်းဒါအမှန်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုသိစေချင်တယ်ဘာကြောင့်လဲဆိုတော့ဒါက cognitive distortion လို့ခေါ်တယ်ဒါအသိဉာဏ်လွဲမှားတာပေါ့နော်အသိဉာဏ်လွဲမှားရဆိုတော့ကျမတို့ကအဉာဏ်တုံးတယ်လို့ပြောတာမဟုတ်ဒါလူတိုင်းဖြစ်တတ်တယ်အနည်းနဲ့အများပဲကွာတယ်ပေါ့နော်ဒါပေမဲ့ဒီချိန်မှာဒီဗီဒီယိုတွေကနေပြီးတော့ဒါမျိုးတွေဖြစ်တတ်တယ်ဒီလိုဖြစ်တိုင်းဒါကအမှန်မဟုတ်ဘူးဒါတွေကိုဘယ်လိုမျိုးပြင်ဆင်လို့ရမလဲဆိုတာသိထားလို့ရှိရင်ကျမတို့အနေနဲ့ဒေါသဆိုတာကိုဖြစ်လာလို့ရှိရင်ကျမတို့ကမဖြစ်ပါနဲ့လို့ပြောလို့မရပါဘူးဖြစ်လာတဲ့ဥစ္စာကိုကျမတို့ပြန်ပြီးတော့သုံးသပ် analyze လုပ်ပြီးဘယ်လို manage လုပ်ရမလဲဆိုတဲ့ဥစ္စာကိုလွယ်ကူကူနဲ့ဖြေရှင်းနိုင်မယ်ပေါ့နော်ပြဿနာတစ်ခုဆိုတော့ဒီထဲမှာကျမတို့ကဆက်ပြီးပြောမယ့်အကြောင်းအရာကရှေ့ပိုင်းမှာတော့ပြောသွားတာကဒီကျမတို့အတွေးတွေကလွဲမှားမှုတွေပေါ့နော်ကျမတို့ကဥမာကျမတို့ဖုန်းခေါ်လို့ဖုန်းမကင်လို့ရှိရင်ငါ့ရဲ့ဖုန်းကိုတမင်ရှောင်နေရလားငါ့ကိုရှောင်နေရလားငါ့ကိုစိတ်ဆိုးနေရလားဒါမှမဟုတ်လို့ရှိရင်ကျမတို့ယောက်ျားကျမတို့ဖုန်းခေါ်လို့3ကလာဖုန်းခေါ်လို့မကင်ဘူးဆိုလို့ရှိရင်ဒါဘာလဲနေဖောက်ပြန်နေရလားစသဖြင့်ပေါ့နော်ဆိုတော့ဒီလိုမျိုးအတွေးတွေကဖုန်းမခေါ်တာသူဖုန်းအိမ်မှာကြံခဲ့လို့ပဲဒါ simply သူ့ဘက်သူကြံခဲ့လို့ပဲဖြစ်နိုင်ဒါမှမဟုတ်လို့ရှိရင်သူအလုံးများနေဖြစ်နိုင်ဒါမှမဟုတ်သူမမြင်လို့ဖြစ်နိုင်ဒါမှမဟုတ်ဖုန်းက vibration ဖြစ်နေဖြစ်နိုင်တယ်ဆိုတော့ဖြစ်နိုင်နေရှိတာတွေအများကြီးပဲဒါပေမဲ့လည်းကျမတို့ရဲ့အတွေးကဘယ်ကိုရောက်သွားလဲဆိုတော့ဒီလိုခုနရှေ့ပိုင်းမှာပြောတဲ့ဒီ distortion ပေါ့ပုံမှန်လွဲမှားနေတဲ့ဒီပေါ့အတွေးတွေစီကိုရောက်သွားတဲ့အခါမှာကျမတို့သူ့နောက်ကနေပြီးတော့ဖြစ်လာတဲ့လောက်ရက်တွေပေါ့နော်ဒါတွေကိုဖြစ်လာမယ်ပေါ့နောက်တစ်ခါကျမတို့ရှေ့ပိုင်းမှာလည်းပြောပြီးပါပြီတခုခုဆိုလို့ရှိရင်ချက်ချင်းပဲconclusion ဆွဲလိုက်တာဒါကလူတယောက်ထားပါတော့မိဘတယောက်ကသူ့သမီးကိုသူ့ကလေးကိုတခုခုပြောလိုက်နေတာကိုတွေ့ပြီးတော့ဒီအမေကအိမ်မှာဆိုလို့ရှိရင်သူ့သမီးကိုသူ့သားသမီးကိုညှင်းဆဲနေတယ်ဆိုပြီးတော့စိတ်ထဲမှာတွေးလိုက်တာဒါဥမာ social media လို့မျိုးမှာမြင်လိုက်တဲ့တပ်ပုံလေးတစ်ခုကြည့်ပြီးသွားလိုက်တော့ဒါကဒါပဲဒါဒီလိုဖြစ်မယ်ဆိုပြီးတော့ကျမတို့အနေနဲ့သုံးသပ်လိုက်တာဒါပေမဲ့ဒီလို social media လို့မျိုးဟာမျိုးမှာတစ်ခုလောက်မြင်လိုက်ရုံနဲ့ကျမတို့ဘောနော်သူတို့ရဲ့သားသမီးတွေကအိမ်မှာဘယ်လိုဆက်ဆံနေရလဲဆိုတော့ဒါတွေကိုကျမတို့ဘာမှမသိနိုင်ဘူးဆိုတော့ဒါတွေအကုန်လုံးကကျမတို့conclusion ဆွဲနေတာပေါ့နော်ဆိုတော့မှန်မှားတယ်လို့ပြောလို့မရဘူးအမြဲတမ်းမှန်တယ်အမြဲတမ်းမှားတယ်လို့ပြောလို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာကိုသိစေချင်တယ်ဆိုတော့အဲ့ဒါတွေပြောပြီးသွားပြီဆိုတော့အခုကျမတို့ကဒီလိုအတွေးတွေကလွဲမှားလို့ဒီလို distortion ဖြစ်လာလို့ရှင်ရင်ကျမတို့ကဘယ်လိုမျိုးဒီအတွေးခေါ်တွေကိုဒီလွဲမှားတဲ့အတွေးခေါ်တွေကိုပြောင်းလဲမလဲပေါ့နော်အထူးသဖြင့်ကျမတို့အနေနဲ့သိတယ်ဒါမှဖြစ်နိုင်ပါဘူးလေဆိုတော့သိတယ်ဒါပေမဲ့လည်းစိတ်ကဘယ်လိုဖြစ်လဲဆိုတော့ဒီ negative ဘက်ကိုပို့ပြီးတော့အားတန်နေပေါ့နော်ကျမတို့တွေအတွေးရဘာလို့ဆိုတော့ဒါကျမတို့ကို protect လို့ပေါ့ဒါအုံနောက်ကအရန်ပဲဟိုဖြစ်တယ်နော် smart ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျမတို့ခံစားမှာမကြိုက်ဘူးကျမတို့ခံစားမှာမကြိုက်တဲ့အတွက်ကြောင့်မလို့ကျမတို့စိတ်ကိုကျမတို့guard လုပ်တဲ့အနေနဲ့ကျမတို့ vulnerable ဖြစ်တာကိုအဲ့ဒီဟာကိုကာကွယ်တဲ့အနေနဲ့ကျမတို့ရဲ့အတွေးတွေကခုန negative ဘက်ကိုရောက်သွားတာထားပါတော့ဒီဖုန်းခေါ်လို့မကိုင်းတဲ့ကိစ္စဆိုလို့ရှိရင်လည်းကျမတို့ယောက်ျားကျမတို့ကိုမတိလိုက်ဖ ೇನೆ နောက်ကမှဖောက်ပြန်ပြီးတော့မှကျမတို့ထားသွားတာမျိုးကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ဖုန်းမကင်လိုက်တာနဲ့ပဲကျမတို့ကဒါဒီလိုဖြစ်နိုင်တယ်ဒီလိုဖြစ်နိုင်တယ်ဆိုတော့ကျမတို့ကြိုပြီးတော့တွက်ဆပြီးတော့ကိုမနာကျင်အောင်လို့ guard လုပ်တဲ့အတွေးပေါ့နော်ဆိုတော့ဥမာပြောပြတာပေါ့ဆိုတော့ဒီလိုအတွေးကိုကျမတို့က untwist လုပ်မယ်ပြန်ပြီးတော့ပုံမှန်ဖြစ်ပြန်ပြီးတော့ပြောင်းကျင်တယ်ဆိုလို့ရှိရင်ဒီ thought stopping techniques တွေရှိတယ်ပေါ့နီးလန်းတွေအများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့ဒီထဲမှာတော့ကျမတို့ကဒီနီးလန်း10ခုအကြောင်းပြောပြမယ်နီးလန်း10ခုအကြောင်းကတော့အဓိကတော့ကွက်ကိုလှုပ်ချင်တယ်လိုက်လို့ရတယ်ဒါမှမဟုတ်ဒီနီး10နီးကိုမလှုပ်ချင်ဘူးဆိုလို့ရှိရင်အလွယ်ကူဆုံးနီးလန်းကကြတော့ချက်ချင်းအတွေးကိုဖယ်ထုတ်လိုက်တာပေါ့အဲ့ဒီနီးကတော့အလွယ်ဆုံးပေါ့ဘယ်လိုနီးလဲဆိုလို့ရှိရင်ကွက်ကိုပြန်ပြီးတော့အဲ့အတွေးကိုစိတ်ခေါ်လိုက်တာပေါ့နော်အတွေးကိုစိတ်ခေါ်ရဲဆိုတာကခုနကကျမအတွေးကငါအတုံးကြတဲ့မိခင်လို့တွေးလိုက်တာမျိုးဒါမှမဟုတ်လို့ရှိရင်ငါယောက်ျားငါ့ကိုမချစ်တော့ဘူးလို့တွေးတာမျိုးဒါမှမဟုတ်ငါကလေးတွေကတော့ငါ့ကိုကြီးလိုက်တိတက်မှာမဟုတ်တော့ပါဘူးငါကလေးတွေလူဆိုးဖြစ်တော့မယ်ဆက်သဖြင့်ပေါ့အတွေးတွေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းတွေဆိုလို့ရှိရင်လည်းဒီတငယ်ချင်းကငါ့ကိုမကြည့်ဘူးဒီတငယ်ချင်းကငါနောက်ွယ်မှာတင်းတုံနေတယ်လို့ဒါမျိုးထင်တာမျိုးပေါ့ဒါတွေဟုတ်ချင်မှလည်းဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဘူးဒါပေမဲ့လည်းဒီလိုအတွေးမျိုးတွေဖြစ်လာလို့ကျမတို့ရဲ့ဒေါသတွေထွက်တာအောင်မှာအဲ့ဆိုအဲ့အတွက်ကြောင့်မလို့နင်ကငါဖုန်းခေါ်တာမကင်တော့နင်ကငါ့ကိုအလေးမထားဘူးဆိုတဲ့သဘောလားဆိုတငယ်ချင်းကြမှာရန်ဖြစ်တာမျိုးဥပမာကျမ
အမေနဲ့ကျမနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ကျမအမေကိုကျမက comment တစ်ခုပေးလိုက်တာမျိုးအမေအဲ့လိုမျိုးဟာသူ့ကိုဟိုမလေးစားကောင်းလားထင်သွားတာမျိုးဒါမျိုးပေါ့နော်ဆိုအတွေးပေါ့အဓိကတော့သူကျမပြောလိုက်တာရိုးရိုးလေးပဲဒါပေမဲ့လည်းသူ့ရဲ့အတွေးကြောင့်မို့လို့သူ့လူဒေါသတွေထွက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့အဓိကအတွေးကြောင့်ဒေါသထွက်တာဆိုလို့ရှိရင်ကျမတို့ဒီအတွေးကိုကျမတို့ပြန်သုံးသပ်လို့ရတယ်ဆိုတော့ပြန်သုံးသပ်မယ်ဆိုလို့ရှိရင်ဘာတွေရောဖြစ်နိုင်သေးလဲခုနဖုန်းမခေါ်တဲ့ကိစ္စနဲ့ပဲကျမတို့ပြန်ပြောမယ်ဆိုရင်ဖုန်းမကင်ဘူးဆိုတာကျမတို့တကယ်ကြည့်ကျမတို့10ကလောက်ဖုန်းခေါ်တာဖုန်းမကင်ဘူးဆိုတာကဟိုကျမတို့ချက်ချင်းတွေးလိုက်တယ်ဒီကောင်မငါဖုန်းခေါ်တာမကင်ဘူးငါလည်းဆိုဘရောမှမကင်ဘူးသူခေါ်လို့ရှင်ကမှချက်ချင်းကင်ရတယ်သူလှည့်ကြတော့ငါမှတိတက်လိုက်ရတာသူလှည့်ကြတော့ငါမှကူညီလိုက်ရတာငါတကယ်လို့အဲ့တော့ဖုန်းခေါ်တော့ तू ကမကင်ဘူးဆိုတော့အတွေးရဘာဖြစ်သွားလဲဆိုတော့အဲ့မှာဒေါသထွက်လာတယ်ပေါ့နော်အဲ့အတွေးကိုကျမတို့ပြန်ပြီးတော့သုံးသပ်ကြည့်မယ်ပြန်ပြီးတော့ဘာတွေဖြစ်နိုင်သေးလဲသူဘာကြောင့်ဖုန်းမကင်တာလဲနံပါတ်1ဖုန်းကြံခဲ့လို့လားအဲ့ဒါကိုကျမတို့3နည်းပေါ့3 alternatives ဖြစ်နိုင်ခြေရှိတဲ့ဥစ္စာကိုကျမတို့ရေးချလို့ရတယ်တွေးလိုက်လို့လည်းရတယ်ဖုန်းဒီကမှငါ့ကိုဖုန်းမကင်ဘူးဒီကမှငါစီကဖုန်းမကင်ဘူးဖုန်းကြံခဲ့လို့လားနံပါတ်2ကဖုန်းပြတ်နေလို့လားဒါမှမဟုတ်ရင်နံပါတ်3ကသူ့မှာအရေးကြီးကိစ္စတွေဖြစ်နေလို့သူ့မှာအရန်ဟိုပေါ့စိတ်ရှုပ်စရာတွေဖြစ်နေပြီကိုယ်တိုင်ကလည်းကိုလိုမှများသောအားဖြင့်တကယ်ချင်းပဲထားပါတော့နော်ကိုလိုတော့မှတိတက်ကြတာတခါလေးကြာလို့ရှိရင်လေဆိုတော့သူ့ဘက်မှာဘာတွေဒုက္ခတွေရှိနေလဲသူ့ဘက်မှာရောပြဿနာတွေရှိနေလားဒါတွေကိုကျမတို့ကမတွေးမဲနဲ့ကိုယ့်အကူပဲအရင်ဆုံးတွေးလိုက်တာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ခါကျတော့သူ့မှာလည်းသူ့ရဲ့သူဟိုမှာအရေးကြီးပေါ့အရေးပေါ်ကိစ္စဖြစ်နေလို့ဖုန်းတွေကြံခဲ့တာဖြစ်နိုင်တယ်အရေးပေါ်ကိစ္စဖြစ်နေလို့ဖုန်းကိုမဖြေနိုင်တာလည်းဖြစ်နိုင်တယ်ကျမဆိုလို့ရှိရင်လည်းဖုန်းတစ်ခါလေးလာလေလို့မဖြေနိုင်ဘူးဆိုတော့ကျမကလေးကိုလုတ်ပေးနေရလို့ message ကိုချက်ချင်းပြန်ဖြေမြင်ပြီးတော့ပြန်မဖြေတာမျိုးဆိုလို့ရှိရင်တစ်ခါလေးကြာရင်ဟိုဘက်ကလူကဘယ်လိုတွေးမလဲဟဲ့ငါ message ကို तू ကမြင်ပြီးတော့ပြန်မဖြေဘူးငါ့ကိုအလေးမထားအဲ့လိုမျိုးတွေပေါ့တကယ်တမ်းဒီဘက်မှာဖြစ်နေတာကကြတော့ဟိုကလေးကဒီဘက်မှာအော်ဟစ်တောင်းကြနေတယ်မို့ကလေးကအနေဖြစ်ရှိမဲ့ဟာတစ်ခုခုလုံနေလို့ကျမတို့ချက်ချင်းသွားပြီးတော့လုတ်လိုက်ရတာမျိုးပြီးတော့ကြတော့ဖုန်းကိုပြန်လာပြီးဖြေဖို့မေ့သွားတာမျိုးဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့ဒါဖြစ်နိုင်ခြေတွေကဘာတွေဖြစ်နိုင်လဲဆိုတော့ကိုယ့်ကို challenge ပြန်ပြီးလုပ်တယ်နီးသုံးဆိုတာလေဟိုပေါ့ဖြစ်နိုင်ခြေလေးတွေ3ခုလောက်ကိုတွေးလိုက်မယ်ပေါ့ရေးချတင်တယ်ရေးချမယ်ပေါ့နော်နောက်တစ်ခုကတော့ဘယ်လိုမျိုးအမြန်ဆုံးကူဆုံးအလွယ်ကူဆုံးနဲ့အမြန်ဆုံးလုပ်နိုင်ဆိုအာယုံပြောင်းလိုက်တာပေါ့အာယုံပြောင်းဆိုခုနအတွေးတွေကလာနေပြီဆိုတော့ခုနကပြောတယ်ဒီကမငါစီကိုဖုန်းကိုမကင်ဘူးနေကိုဘာဖြစ်တယ်နေကြီးပဲအများနဲ့လုံနေရတဲ့အသုံးကြတဲ့နေတငယ်ချင်းကိုနေကြီးပဲဗာလဲအနစ်နာခံနေအောင်နေဘာဖြစ်လို့လဲသူတို့ကဘာဖြစ်လို့အဲ့လိုမျိုးတွေဖြစ်လာပြီပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်အာယုံပြောင်းလိုက်လို့ရတယ်အဲ့လိုအာယုံပြောင်းချင်လို့ရှိရင်လေဟိုကသိရမလားအတွေးတွေကကိုမလိုချင်တဲ့အတွေးတွေဝင်တယ်ကျမဆိုအမြဲလုပ်တတ်တယ်အဲ့တော့ကျမပြောပြမယ်ဆိုကိုယ့်ရဲ့ personal လေးပေါ့နော်နည်းနည်း share မယ်ဆိုလို့ရှိရင်ရီးစားပြက်တာပေါ့နော်ရီးစားနဲ့ပြက်တာရီးစားကထားသွားတာပေါ့ထားပါတော့ရီးစားထားသွားတဲ့ကိစ္စမှာကျမအဲ့တော့ဆိုကျမစာမွဲတွေရှိတယ်စာမွဲတွေဖြေနေရတယ်ပေါ့စာမွဲတွေကရှိတဲ့အထဲမှာရီးစားတခြားရီးစားနဲ့တခြားဟိုပါပေါ့နော်ရီးစားအတိရသွားတဲ့ထောက်ဒါတကယ်ဖြစ်စင်မှာဟိုဥမာပေးတာပေါ့ဆိုတော့ရီးစားအတိရသွားတယ်ပေါ့ရီးစားအတိရသွားတော့ကျမအဲ့အတွေးကိုကျမအမှန်တကယ်တော့ရီးစားထားသွားရဲဆိုတဲ့ဥစ္စာကအဲ့လောက်ဒီမဆိုးပါအောင်ဘာလို့လဲဆိုတော့ဒီရီးစားအမှန်တကယ်တိုင်းပြန်တွေးကြည့်လိုက်လို့ရှင်ဖြစ်နိုင်ရတဲ့တိတ်မရှိတော့ဘူးဘလို့ပြန်တွေးမှာလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့တွေးပြီးတော့ဖြေလိုက်လို့ရတယ်ဒါပေမဲ့ဘယ်လိုတွေးရကိုဒေါသထွက်စေလဲဆိုတော့ငါ့ကိုထားသွားရဆိုတော့ငါဘာမှားနေလို့လဲငါမှဘာချွေရင်းချက်ရှိနေလို့လဲဟိုကောင်မဘလောက်လှနေလို့လဲပြီးတော့တင်မလားငါ့ကိုအဲ့လိုမျိုးတွေတောင်ဖြစ်သွားအောင် तू ကငါဘာတွေများလုပ်မိလို့လဲငါပြန်ပြီးတော့ပြင်ဆင်လို့များရမလားအဲ့လိုမျိုးတွေပေါ့အတွေးတွေကြောင့်မလို့ what's wrong with me ငါဘာဖြစ်နေလို့လဲအဲ့လိုမျိုးတွေကြောင့်အဲ့အတွေးတွေကနေပြီးတော့မှဒေါသတွေကထွက်အဲ့ဒီမှာဘာဖြစ်လဲစာချက်လို့မရဘူးပေါ့စာချက်လို့မရတော့အဓိကတော့အာယုံပြောင်းနေနေပဲလုပ်လို့ရတယ်ဆိုအဲ့လိုအတွေးတွေကဝင်လာတဲ့ဥစ္စာကိုကျမတို့ကမဝင်နဲ့ဆိုပြီးတော့ချက်ချင်းလုံးဝကြီးဟိုတားလိုက်လို့မရဘူးကျမတို့တွေလည်းဘာလို့ခေါ်လဲတရားပေါက်နေတာမဟုတ်တဲ့အခါကျတော့မရတော့ဘာဖြစ်လဲစားလေချက်ကတော့မယ်ဒီအတွေးတွေကလည်းခဏဝင်လာစားချက်လို့မရဘူးစားမချက်လို့ရှင်စားမွဲမအောင်လို့ရှင်ဒါကျမဘဝနောက်မှာဟိုဘဝတစ်ခုလုံးရှိသေးတယ်ပေါ့နော်စားမွဲမအောင်လို့ရှင်ဘာဖြစ်လဲစားမွဲမအောင်အလုံးမရဘူးဟိုပေါ့အကျွေးတွေတင်မဲဒါမျိုးတွေနဲ့ဆိုတော့ဘဝတစ်ခုလုံးကကြံသေးတယ်ဆိုတော့အာယုံပြောင်းတဲ့နေကိုသုံးရမယ်ဆိုတော့ဘယ်လိုသုံးလို့ရလဲဆိုလို့ရှင်စာချက်နေလိုက်တွေ့ရဝင်လာအဲ့လိုမျိုးပါရီချပြီးလို့ရှင်မျက်နှာပါရီသွားတဲ့ပေါ့ပြီးလို့ရှင်ဘာမှဖြစ်ဘူးဒါကိုစကားလုံးသုံးလို့ရတယ်ဘာမှဖြစ်ဘူး it's okay အဲ့လိုမျိုးကိုအာယုံအားပေးတဲ့စကားလုံးတွေသုံးလို့ရမှာမဟုတ်လို့ရှင်အာယုံလွှဲတယ်ဆိုလို့ရှင်ခုနအတွေးရချက်ချင်းအဲ့လိုမျိုးလုပ်ပြီးတော့ပါရီရိုက်ပြီးတော့ဒါမှမဟုတ်လို့ရှင်လေတချင်းတွေပါရီဆိုလိုက်တော့တချင်းတွေနားထောင်လိုက်အမို့ခဏလောက်လမ်းလျှောက်ပြီးအိမ်နာသွားလိုက်ပြန်လာလိုက်အဲ့လိုမျိုးပေါ့ဒါအာယုံကို
လွှဲလိုက်တာခုနအာယုံကိုမကြိုက်တဲ့အာယုံကြီးကိုဟိုဝင်လာတဲ့ဥစ္စာကြီးကိုခေါင်းထဲမှာရှိနေတဲ့ဥစ္စာကြီးကိုတွေးနေတဲ့ဟာကြီးကိုမကြိုက်တဲ့အတွက်ကြောင့်အာယုံလွှဲလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီဟာကတော့ဒါကတော့အမြန်ဆုံးနီလန်ပေါ့ဒီကအတွေးတွေကိုခုနအရှိပိုင်းမှာပြောတဲ့ဒီ10နီးကိုလည်းကျွန်မခုပြောပြမယ်နော်ဒီ10နီးကိုလွှဲလို့ဖို့အတွက်စာရေးလိုက်ရေးရတာတို့ဘာလို့ဒါတွေကိုမလုပ်ဖို့အချိန်မရှိဘူးဆိုလို့ရှိရင်အလွယ်ကူဆုံးနီးရတော့ခုနအတွေးကိုပြန်ပြီးတော့ challenge ခေါ်မယ်ဘာတွေဖြစ်နိုင်လဲစဉ်းစားမယ်နောက်တစ်ခုကအာယုံပြောင်းမယ်ဒီဟာကတော့အလွယ်ကူဆုံးနည်းပဲပေါ့နော်ကျမတို့စိတ်တူဖို့အတွက်အတွေးတွေဖြစ်လာလို့ရှင်ဆိုတော့ဒီ10နည်းအကြောင်းပြောပြအောင်ဒီ10နည်းကတော့ကျမတို့က cognitive behavior therapy လို့လည်းပြောလို့ရတယ်ဒါကဟိုပေါ့ तू ကအဲ့လိုအတွေးတွေက negative တွေးတာတွေကများလာတဲ့အခါမှာဘယ်လောက်ထိတောင်ဖြစ်လာလဲဆိုတော့ depression တွေဝင်တာ anxiety တွေဝင်တာဒါမျိုးတွေဖြစ်တာပြီးတော့ယောက်ျားနဲ့လည်းအမြဲတမ်းအဆင်မပြေတာ relationship ပြဿနာတွေအမြဲတမ်းဖြစ်နေတာအလုံးမှာဆိုလည်းလုံးဝအဆင်ပြေဒါမျိုးတွေဖြစ်လာတဲ့အခါမျိုးဆိုလို့ရှိရင်တို့က therapist တွေပိုင်းနဲ့ပြရတယ်မလားဆိုတော့ therapist တွေပိုင်းနဲ့ပြလို့ရှိရင်ကြတော့ therapy တော့ပြရဲဆိုတော့ဆရာဒီ psychologist တွေကသူတို့စကားပြောတယ်စကားပြောပြီးဒီလိုနည်းတွေကိုပဲသူတို့ကဟိုအသုံးပြုပြီးသွားလိုက်တော့ဒီသူတို့မေးခွန်းတွေမေးတယ်မေးပြီး exercise တွေပေးတယ်ကိုယ်စိတ်ထဲမှာဖြစ်လာတဲ့ဥစ္စာတွေကိုရေးချခိုင်းတာလို့တွေးခိုင်းတာလို့ဒါတွေကိုဘယ်လိုပြောင်းပြန်တွေးမလဲလို့ဘယ်လိုမျိုးတွေးနောက်တနည်းတွေးမလဲဒါမျိုးတွေကိုပဲသူက cognitive behavior therapy ကိုလုပ်ခိုင်းတာများတယ်ပေါ့နော်ဒီ therapist တွေနဲ့သွားပြလို့ရှိရင်တော့ဆိုတော့ဒီမှာကျတော့ကျမတို့ကtherapist နဲ့မပြနိုင်ပြဖို့အခြေအနေတော့မရောက်သေးဘူးပေါ့နော်ဆိုတော့အခါကျတော့အိမ်မှာပဲကိုယ့်ကိုလုံးမယ်ဆိုလို့ရှိရင်ဒီနည်းတွေကလည်းပဲဒါတကယ် cognitive behavior therapist တွေသုံးတဲ့နည်းတွေဖြစ်တယ်ပေါ့နော်ဒီ10 ways to untwist က sound out ထဲနေပြီးတော့အမှပါတယ်နည်းပေါ့ဆိုတော့တော့ဘယ်လိုလဲဆိုလို့ရှိရင်နံပါတ်1က distortion ကိုယ်စိတ်ထဲမှာပေါ်လာတဲ့ဥစ္စာကိုအရင်ဦးဆုံးရေးချတာပေါ့နော်ကိုယ်စိတ်ထဲမှာပေါ်လာတဲ့ဥစ္စာကိုအရင်ဦးဆုံးရေးချရေးချတဲ့ဥစ္စာကသူ့မှာကောင်းတဲ့ချက်တွေအများကြီးပဲရှိတယ်အဲ့တော့မှကိုယ့်ရဲ့အတွေ့အကြုံတကယ်ဘယ်လို pattern ရှိလဲဘယ်လိုမျိုး pattern ဆိုတာကဒီလိုသူ form ကန်လို့ရှိရင်ဒီလိုတွေးပါလား तू ကငါ့အော်လို့ရှိရင်ဒီလိုတွေးလိုက်ပါလား तू ကငါ့အပြစ်တင်လိုက်ရင်ဒီလိုတွေးလိုက်ပါလားဆိုတဲ့ဥစ္စာတွေကိုယ့်ရဲ့အတွေ့ကိုကိုပြန်ပြီးတော့မြင်သွားတာကျမရဲ့အတွေ့ကိုလည်းကျမသိတယ်အမှန်တကယ်တော့ဥပမာကျမရဲ့ယောက်ျားကကျမအိမ်ကမတန့်ဘူးကျမကိုပြောတာမဟုတ်သူကနဲ့ तू အိမ်ကရှုပ်နေလို့ပြောလိုက်တဲ့ကိစ္စသူကအိမ်ရှုပ်လို့သူကနဲ့ तू ပြောတဲ့ကိစ္စကျမကိုပြောတာလည်းမဟုတ်သူက तू ပြောတာဖြစ်နေတယ်ဖြစ်နိုင်တယ်ပေါ့နော်ထပ်ပေါင်းအောက်ကကျန်းကစီဖြစ်နေတယ်လို့သူက तू ပြောလိုက်တဲ့စကားလုံးကကျမရဲ့အတွေးကကျမကိုလိုက်ဒေါသထွက်သွားတာပေါ့နော်ဆိုတော့ဥမာ तू ကအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာကျမဘယ်လိုတွေးလိုက်လဲကျမရဲ့ pattern ကိုပြန်ကြည့်လိုက် तू အဲ့လိုပြောလိုက်တိုင်းမှာကျမအနေနဲ့ဘယ်လိုတွေးလိုက်လဲဘယ်လိုမျိုးယူဆလိုက်လဲဆိုတော့နေကမိန်းမကောင်းမပြီးတော့အိမ်မရှင်းနိုင်ဘူးမိန်းမကောင်းမပြီးတော့ဘူးဘာလို့ခေါ်မလဲအိမ်နာမှုမနိုင်နေဘူးပြီးတော့ခါမှာအိမ်ကအမြဲတမ်းညစ်ပတ်နေတာပဲနင်အဲ့လိုမျိုးညစ်ပတ်နေလို့ငါနင်ကိုမချစ်တော့ဘူးအဲ့လိုမျိုးဟာတွေကိုမဟုတ်ကတွေအဲ့လိုမျိုးစဉ်းစားတကယ်တော့လည်းမဟုတ်ဘူးတကယ်ပြန်လို့ကြည့်လိုက်လို့တကယ်ကိုယ့်ယောက်ျားကိုမချစ်ဘူးလားဆိုတော့လေမဟုတ်ဘူးတကယ်အိမ်မတန်ရှင်းလို့ကျမကမိဘကောင်းမဟုတ်တော့ဘူးလားကျမကမိမကောင်းမဟုတ်တော့ဘူးလားဆိုတော့လည်းမဟုတ်ဘူးကျမမှာသူများမလုံးသူများမိဘတွေတို့သူများမိမတွေတို့မလုံနိုင်တဲ့အရာတွေတို့ဟိုပေါ့နော်ဒါမျိုးတွေကိုကျမလုံနိုင်တဲ့မိခင်ကောင်းတယောက်ပြီးသားတာမိမကောင်းတယောက်ပြီးသားတွေအများကြီးပဲရှိတယ်ဒါပေမဲ့အဲ့ဒီဟာတို့ကျမမတွေးတော့ဘူးအဲ့လိုမျိုးပြောလိုက်လို့ရှိရင်ကျမရဲ့အတွေးကချက်ချင်းပဲတန်းပြီးတော့နေကအိမ်နာမှုမနိုင်နေဘူးနေကမိမအောင်ပြီးသားအဲ့အတွက်ကြောင့်မလို့လဲငါနေကိုတိတ်ပြီးတော့အနာမကတ်ချင်တော့ဘူးနေကိုအဲ့လိုမျိုးမချစ်တော့အဲ့လိုပုံစံမျိုးတွေအဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အတွေးကအဲ့လိုဖြစ်သွားဆိုတော့ကိုယ့်ရဲ့အတွေးကိုကိုကအရင်ဆုံးရေးချလိုက်မယ်စိတ်ထဲမှာပေါ်တဲ့ဥစ္စာကို identify နဲ့ distortion အရင်ဆုံးရေးချလိုက်မယ်ပြီးရင်examine the evidence ဒါခုနပြောသလိုပဲဘာတွေဖြစ်နိုင်သေးလဲဘာသက်သေရှိလို့လဲခုနကကျမယောက်ျားမချစ်တော့ဘူးလို့ပြောတာဒါဥပမာတွေပြောတာတော့ကျမအဲ့လိုကိုယောက်ျားအကြောင်းပဲဒီမှာcourse ကိုလာယူတာသူ့ယောက်ျားအကြောင်းပဲပြောနေတယ်ဆိုပြီးတော့ထင်ပါဆိုလို့ဒါဥပမာကိုကျမပေးတာပေါ့ဒါကျမမိဘတွေနဲ့ဆိုလို့ရှိရင်လည်းဒီလိုပဲကလေးတွေနဲ့ဆိုရင်လည်းကလေးဆိုလို့ရှိရင် teenager တွေပါဆိုလို့ရှိရင်ဒီလိုပဲဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့တငယ်ချင်းတွေနဲ့ co-worker အကုန်လုံးနဲ့ apply လုပ်လို့ရတယ်ဒီနည်းတွေကဒါပေမဲ့ဒီထဲမှာတော့ကျမကဒီပြဿနာအကြီးမားမားရှိတာဆိုကျမယောက်ျားနဲ့ကျမနဲ့ပဲရှိရအခါတော့ကြောင့်မလို့ဒါကျမယောက်ျားအကြောင်းပြောပြတာပေါ့နော်ဆိုတော့သူ့ယောက်ျားအကြောင်းပဲပြောနေတယ်လို့တော့မထင်နဲ့ပါဆိုတော့အဲ့လိုမျိုး तू ကိုယ့်ရဲ့အတွေးကိုအရင်ဆုံးရေးချလိုက်မယ်ပြီးရင်ကိုယ်ဘာသက်သေရှိလို့လဲဆိုတော့ကိုယ့်ကိုစိန်ခေါ်ကြည့်လိုက်မယ်နော် okay तू ကငါ့ကိုမချစ်ဘူးလို့ကိုယ့်ကိုတွေးလိုက်မိတယ်ပေါ့မချစ်တော့ဘူးလို့တွေးလိုက်မိတယ်ပေါ့ဆိုတော့ဆိုရင် तू ကမချစ်တော့ဘူးလို့တွေးလိုက်မိတယ်ဆိုလို့ရှိရင်ဘာသက်သေရှိလို့လဲ तू ကငါမချစ်တော့ဘူးလို့ဆိုတော့ तू မှာခြားတယောက်ရှိနေလို့လားဒါမှမဟုတ်လို့ရှိရင် तू ကမချစ်တော့ဘူးဆိုလို့ရှိရင်ငါ့ကိုအမြင်နဲ့စကားတော့မပြောချင်တော့တာလို့အရင်တော့က तू ကျင်တာနေအမူအရာတွေလောက်တာမလုပ်တော့တာလို့ဒါမျိုးတွေရှိတာအဲ့လိုမျိုးတက်တေကိုကျမတို့လိုက်ရှာကြည့်မယ်ပေါ့နော်အဲ့လိုပြန်ရှာကြည့်တော့လည်းမရှိဘူးအရင်တော့အတိုင်းပဲအရင်တော့ဆိုလို့ဟင်းကလည်းချက်ကျွေးနေတော့ပဲဟိုဟင်းဆိုလည်းမှားကျွေးနေတော့ပဲဟင်းစီပန်းတွေဝယ်ပေးနေတော့ပဲအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျမတို့က
ဘာဟုတ်သူ့ရဲ့ပြောင်းပြန်တက်တရားဘာလဲပေါ့နော်မဖြစ်နိုင်ပါဘူးငါယောက်ျားကမချစ်ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့သူကအရင်တုန်းကလိုပဲငါကိုကျင်နာနေတော့မယ်လေအရင်တုန်းကလိုပဲဒါတော့ပြောင်းလဲမှုဆိုတာတော့ဒါ family dynamic ကလေးမရှိတော့ရှင်နဲ့ကလေးရှိတဲ့အချိန်နဲ့မယူခင်နဲ့ယူပြီးတဲ့အချိန်နဲ့ဒါမျိုးလေးတွေကတော့ကွာခြားမှုဆိုတာမိသားစုတိုင်းမှာရှိတယ်ပေါ့နော်ဆိုတော့ဒါအရင်တုန်းကလိုမဟုတ်တော့အဲ့လိုမျိုးအရင်ကြီးပဲတွက်ကတ်နေလို့တော့မရအောင်ဒါပေမဲ့လည်းမချစ်တော့ဘူးဆိုပြီးတော့တွေးလိုက်လို့ရှိရင်ဘာတက်တည်ရှိလို့လဲသူ့ရဲ့ပြောင်းပြန်ကိုပြန်ပြီးတော့တွေးကြည့်လိုက်ပဲပေါ့နော်ပြန်တွေးပြီးတော့ရှင်ကိုနေရာမှာကိုကအဲ့လိုမျိုးဖြစ်နေငါမချစ်တော့ပါဘူးငါယောက်ျားကတော့အဲ့လိုမျိုးငါအိမ်နောက်မနိုင်နေတဲ့လူတို့ထင်သွားပြီအရင်တုန်းကတော့အဲ့လိုမျိုးခုတမျိုးလိုမျိုးဖြစ်နေအဲ့လိုမျိုးကျမတို့တငယ်ချင်းတယောက်ကကျမတို့ရှေ့မှာလာပြောနေကျမတို့သူတို့နေရာမှာဘယ်လိုမျိုးပြန်ပြီးတော့ပြောပေးမလဲပေါ့နော်ကျမတငယ်ချင်းကျမတို့တငယ်ချင်းလာဆိုလို့ရှိရင်အိမ်နောက်မကွဲစေချင်ထားပါတော့ငါတငယ်ချင်းငါယောက်ျားငါ့ကိုမချစ်တော့ဘူးငါသူနဲ့မနေချင်တော့မပေါင်းချင်တော့ဘူးငါ့ကိုချစ်တဲ့လူနဲ့ပဲငါနေချင်တယ်ငါဘဝဆိုတာတူတူလေးကိုနဲ့မချစ်တဲ့လူနဲ့အကြိုက်မနေချင်ဘူးငါကွဲလိုက်ချင်ပြီအဲ့လိုမျိုးပြောနေတယ်ဆိုရင်ကျမတို့တငယ်ချင်းကသာပြောနေရင်ကျမတို့ခေါင်းထဲမှာရှိတဲ့အတွေးတွေကနော်ကျမတို့တငယ်ချင်းသာတယောက်ကဖြစ်နေရဆိုကျမတို့ဘာပြောမလဲမဖြစ်နိုင်ပါဘူးဟဲ့နေသားသမီးတွေလည်းရှိနေပြီပေါ့ကျမတို့ဘယ်လိုသူ့ကိုပြောမလဲသားသမီးတွေလည်းရှိနေပြီနှစ်ယောက်ျားနေ့ကိုချစ်ပါတယ်တွေးကြည့်ပါအောင်ပေါ့နော်ပေါ့ဘယ်တော့ကနေယောက်ျားနေ့ကိုအဲ့လိုမျိုးအနိုင်ကျင့်ဘူးလဲလက်ပါဘူးလဲအဲ့လိုအော်ဘူးလို့လဲပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့ဖြည့်ပြီးကျမတို့တငယ်ချင်းဆိုပြောမယ်မလားဒါပေမဲ့တချို့တငယ်ချင်းကောင်းမဟုတ်တဲ့လူတွေကတော့လည်းမြောက်ထိုးပိန်ကိုလုပ်ပြီးတော့ကွဲစီခြင်းတော့လည်းကျွန်မမသိဘူးပေါ့လေဒါပေမဲ့တငယ်ချင်းကောင်းတယောက်တာဆိုလို့ရှိရင်မိသားစုတစ်ခုကိုဆက်ပြီးခိုင်မြဲစေခြင်းလို့ရှိရင်ဘယ်လိုတွေပြောမလဲကျွန်တော်တို့တငယ်ချင်းကိုပြပြချောင်းပြောမယ်မလားလို့ပဲပေါ့နော်ပြပြချောင်းကျွန်တော်တို့ကိုပြောမယ်ပြီးတော့ခါနောက်ခုက experimental technique ဆိုတာexperimental technique ဆိုတာကိုယ့်ကိုပါပေါ့ကိုယ့်ကို experiment လုပ်ကြည့်တာပေါ့နော်လေးလာမလို့ခုလုပ်ကြည့်တာပေါ့နော်ဆိုတော့ကောင်းတာလုံးမချစ်တယ်ဆိုခံစားနေရလို့ရှိရင်ငါအမြဲတမ်းငါမိငါပြီးသားနေတော့မှငါလှပနေတော့မှငါသူ့လိုကြနေတော့မှငါ့ကိုချစ်တယ်လို့ခံစားရတယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးဆိုလို့ရှိရင်ပြောင်းပြန်လုပ်ကြည့်လိုက်လေပြောင်းပြန်လုပ်ကြည့်လိုက်လေဆိုတာဒါကစမ်းသပ်မှုတစ်ခုပဲပြောင်းပြန်လုပ်ကြည့်လိုက်မယ်ဆိုတာနင်အမြဲတမ်းလှနေမှငါယောက်ျားငါ့ကိုချစ်တော့မှပဲလို့ခံစားနေရတဲ့မိမထားပါတော့เนาะအဲ့ဒါဆိုလို့ရှိရင်မျက်နှာပြောင်နဲ့နေကြည့်လိုက်ပေါ့မျက်နှာပြောင်နဲ့နေကြည့်ပြီးတော့ကိုယ့်ယောက်ျားကိုပြဆက်ဆံမှုကပြောင်းလဲတယ်လို့ထင်လားဆိုတော့စောင့်ကြည့်ကြည့်လိုက်ဟင်းချက်မကောင်းတဲ့မိမပေါ့အများဟဲ့မောင်ဟင်းအမြဲတမ်းချက်ပြီးတော့အိမ်မှုကိစ္စနိုင်နေတဲ့မိမကတရက်လောက်မနိုင်နေတဲ့ပုံစံနေကြည့်လို့ရှိရင်သူ့ယောက်ျားဘယ်လိုမျိုးပုံစံမျိုးပြန်ပြီးတော့ဆက်ဆံလဲဆိုတာကိုကြည့်ကြည့်လိုက်ပေါ့เนาะဆိုတော့ဒါတွေကကျမတို့ကexperiment လုပ်ကြည့်လို့ရတယ်စမ်းသပ်လို့ရတယ်ဒါပေမဲ့အခုဟာကျမတို့ကကိုပဲကိုအတွေးကိုပြောင်းလဲနေတယ်ဆိုပေမဲ့လေတကယ်တမ်းကကိုယောက်ျားတကယ်မကောင်းတဲ့ယောက်ျားနဲ့ရနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဒါတွေကတော့ကျမတို့အမြဲတမ်းကိုအတွေးတွေပဲကိုပြင်နေလို့မရအောင်တကယ်သူတို့ကိုမှပြောင်းလဲလို့မရတာဆိုတော့ဒါတွေကတော့ကိုယ့်ဘက်ကလုံနိုင်တာရှိတာလုံမယ်ဒါပေမဲ့လည်းသူ့ဘက်ကပြောင်းလဲမှုမရှိဘူးသူ့ဘက်ကကိုယ်ကြီးပဲအမြဲတမ်းနိုင်ချင်နေမှာဆိုတော့ဒါတော့တစ်မျိုးပေါ့နော်ဒါကတော့ကိုယ့်ဘက်ကနေလုံးလို့ရတဲ့ဥစ္စာတွေကိုကိုလုံတဲ့သဘောပေါ့နော်အဲ့လိုပဲပေါ့မိသားစုတစ်ခုမှဆိုလို့ရှိရင်လည်းဘာလို့ခေါ်လဲ abusive ဖြစ်တဲ့ယောက်ျားနဲ့ရနေတဲ့မိန်းမတယောက်ပဲထားပါတော့ဒီနည်းတွေကျမတို့သုံးလို့ရတယ်ဒါပေမဲ့လည်းကျမတို့ယောက်ျားကတကယ်ပဲ abusive ဖြစ်တယ်ဆိုလို့ရှိရင်ဒီနည်းတွေသုံးနေပေမဲ့လည်းဒီပြဿနာတစ်ခုကိုဖြေရှင်းလို့ရမှာမဟုတ်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့နှစ်ဖက်ကစကားပြောကြည့်ပြီးတော့လုပ်ကြည့်မှာပဲညှိနှိုင်းကြည့်မှာပဲအဆင်ပြေရပေါ့နော်ဆိုတော့ okay အဲ့ဆိုဆက်ပြီးတော့နည်းနည်းပြောကြည့်မယ်ဆိုရင်တခြားဘယ်လိုနည်းတွေရှိသေးလဲဆိုတော့ဒီအလုံးမဒီကဖြစ်မယ်မဟုတ်ဘူးခြားထဲမှာဘီကိုရောင်ရှိတယ်အဖြူမဲမဟုတ်ဘူးเนาะအဖြူမဲမဟုတ်ဘူးဆိုတာကျမတို့အိမ်တန်ရှင်းတော့မှပဲကျမယောက်ကချစ်တော့မယ်အိမ်တန်ရှင်းအိမ်မတန်ရှင်းတော့ကျမယောက်ျားမချစ်တော့ဘူးအဲ့လိုမျိုးအဖြူမဲမဟုတ်ဘူးတန်ရှင်းမလုပ်တဲ့နေ့လဲချစ်ချင်ပါပဲတချို့မိန်းမတွေဆိုလို့ရှင်လဲအရန်ဝါတုံနေပြီးတော့ယောက်ျားအရန်ချစ်တာရှိနေတာပဲပိန်ပြီးတော့လှနေမှချစ်မှာမဟုတ်ဟုတ်တယ်မလားကျမတို့တစ်ခါကြာလို့ရှင်ကျမတို့မိဘတွေဆိုလို့ရှင်အမှန်ရှိမှကြည့်ပြီးဟဲ့ငါအရင်ကလိုမျိုးလည်းမဟုတ်တော့ဘူးငါယောက်ျားမချစ်တော့မှမဟုတ်ပါဘူးလို့အဲ့လိုမျိုးတွေပေါ့နော်ဆိုအဲ့လိုမျိုးစဉ်းစားမိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဝါတုတ်ပြီးတော့သူယောက်ျားကြီးချစ်နေရလဲအများကြီးပဲဆိုတော့အဲ့လိုမျိုးပေါ့အဖြူမဲဆိုတာတဲ့မီးကိုရောင်နေရှိတယ်ဂျားထဲမှာဖြစ်နိုင်ခြေတွေအများကြီးပဲရှိရပါအဲ့လိုမျိုးဟာတွေကိုကျမတို့စဉ်းစားမယ်နောက်တစ်ခုကမိခင်တယောက်အနေနဲ့ထားပါမိခင်တယောက်တော့ငါသမီးနဲ့မအိတ်လို့ရှင်တော့ငါကမိမကောင်မိဘကောင်မဟုတ်တော့ဆိုတော့ငါကလေးကိုငါရိုက်လိုက်မိတယ်ငါလုံးဝစိတ်မထိန်နိုင်ဘူးငါယောက်ျားဒေါသထွက်နေတဲ့ဟာကလေးပေါ်ပုံချမိသွားတယ်ငါမိဘကောင်တယောက်မဟုတ်တော့ပါဘူး
အဲ့လိုမျိုးအဖြူမဲမဟုတ်အဖြူမဲမဟုတ်တဲ့ကျမတို့တစ်ခါလောက်စိတ်မထိန်နိုင်လို့ကလေးပေါ်ပုံချမိသွားတယ်ကိုယ့်ကိုသိလို့ရှင်ပြန်ပြီးပြင်ဆင်နောက်ထပ်မဖြစ်အောင်ပြန်ပြီးပြင်ဆင်လို့ရတယ်ဒီလိုတစ်ခါလောက်လိုက်တာလည်းကျမတို့မိဘဇိုးဖြစ်သွားတယ်မကောင်းတဲ့မိဘဖြစ်သွားတယ်ဆိုပြီးတော့ကိုယ့်ကိုမတန်းမှတ်လိုက်နေတာအဖြူမဲမဟုတ်ဘူးဖြစ်နိုင်ခြေတွေအများကြီးပဲရှိတယ်မိကိုရောင်တွေရှိတယ်ခြားရောင်တွေလည်းရှိတယ်နော်ဆိုတော့ပြီးလို့ရှင်အဲ့လိုမျိုးတွေးလိုက်တဲ့ထားပါတော့ဆိုတော့ define terms အဲ့ဒါကိုယ့်ကိုပြန်ပြီးတော့စိန်ခေါ်တာပါပဲမိဘကောင်းဆိုတာရောဘာလဲမရိုက်တော့တိုင်းမိဘကောင်းလားကလေးနဲ့အတူအိတ်တိုင်းမိဘကောင်းလားနို့တိုက်တိုင်းမိဘကောင်းလားနောက်ထပ်ပါရှောင်းမယ်အဲ့လိုမျိုးပေါ့အလုံးထွက်ပြီးတော့အိမ်မှာကလေးနဲ့အတူနေတိုင်းstay home mom လုပ်လိုက်တိုင်းမိဘကောင်းလားမိဘကောင်းဆိုတာရောဘာလဲအဲ့လိုမျိုးကိုပြန်ပြီးတော့မေးကြည့်လိုက်ပေါ့နော်ဆိုတော့အလုံးလုံးပြီးတော့မိဘကောင်းဖြစ်နေတဲ့လူတွေလည်းအများကြီးပဲရှိတယ် stay home mom လုပ်ပြီးတော့စိုးနေတာတွေလည်းရှိတယ်ကောင်းနေတာတွေလည်းရှိတယ်နောက်တစ်ခါအဲ့လိုမျိုးပေါ့နော်ဖြစ်နိုင်ခြေတွေကအများကြီးပဲရှိတယ်ဆိုတဲ့အခါမှာကျမတို့ကကိုယ့်ပြန်ပြီး define လုပ်လိုက်ပေါ့ define မိဘကောင်း define a good wife define love အဲ့လိုမျိုးပေါ့ချစ်တယ်ဆိုတာဘာလဲအဲ့လိုမျိုးကြီးပေါ့အဲ့လိုမျိုးကိုယ့်ယောက်ျားကိုမချစ်ဘူးခံစားရတဲ့ဆင်လို့ရှိရင် define love define အဲ့လိုကိုယ့်ကိုပြန်ပြီးတော့ challenge လုပ်ကြည့်လိုက်နော်နောက်တစ်နည်းကကြတော့ semantic method ဒါကကြတော့စကားလုံးပြောင်းပြီးတော့စကားလုံးပြောင်းပြီးပြောလို့ရတာဘယ်လိုလဲဆိုလို့ရှိရင်ငါဒီလိုမလုပ်တဲ့ကလေးကိုရက်လိုက်မိတယ်ထားပါတော့ကလေးကိုရက်လိုက်မိတော့နောက်နောက်ရတဲ့မိဘတယောက်ဆိုလို့ရှိရင်ငါဒီလိုမလုပ်လိုက်သင့်ဘူးငါဒီလိုမပြောလိုက်သင့်ဘူးလို့ကိုယ့်ကိုတွေးမဲ့အစားငါဒါလေးလှုပ်လိုက်မိခဲ့ရင်ကောင်းပါပဲဆိုတော့မလှုပ်လိုက်မိခဲ့ပေါ့စိုးနေတဲ့ဥစ္စာကြီးကိုမတွေးတော့ပဲနဲ့သူ့ရဲ့သူ့ရဲ့တခြားတစ်ဖက်မှာရှိတဲ့ဟာကိုလှုပ်ချင်တဲ့ဥစ္စာကိုပြောလိုက်ချင်တဲ့ဥစ္စာလေးကိုတွေးလိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးငါကလေးကိုရိုက်ခဲ့မိမရိုက်ခဲ့မိတော့ကောင်းပါပဲငါ online မိခင်တော့ကောင်းပါပဲလို့တွေးမဲ့အစားငါအဲ့အချိန်တော့ငါသမီးကငါအဲ့လိုပြောတဲ့ဟာလေးကိုငါကဒီလိုမျိုးလေးတုံ့ပြန်လိုက်ခဲ့ရင်တော့ကောင်းပါပဲအဲ့လိုမျိုးလေးပေါ့နော်ငါယောက်ျားငါ့ကိုဒီလိုပြောတဲ့ဥစ္စာကိုအဲ့လိုမျိုးတော့တကြီး online မဲ့အစားယောက်ျားရေငါပင်မနေလို့ပါဒါမှမဟုတ်ယောက်ျားရေငါမနေ့ကအလုပ်များတော့ငါအိမ်မရှင်းနိုင်တာအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးပြောလိုက်မိခဲ့ရင်တော့ကောင်းပါပဲအဲ့လိုမျိုးလေးပြန်ပြီးတော့တစ်ဖက်လှည့်ပြီးစဉ်းစားကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ငါမလုပ်လိုက်မိကောင်းပါပဲငါမပြောလိုက်မိငါ online မိကောင်းပါပဲလို့တွေးနေမယ်စားနောက်က reattribution ဒါကြတော့အပြစ်တင်မယ်အစား focus on solving problem တူတူပါပဲတိတ်မကွာကိုကအပြစ်တင်တာပဲဖြစ်သူများအပြစ်တင်တာပဲဖြစ်လုံးမဲ့အစားဘလို့မျိုးဒီပြဿနာကိုဒီပြဿနာကနောက်တစ်ခါမဖြစ်တော့အောင်လို့ကျမတို့တွေဖြေရှင်းမလဲပေါ့နော်ဘလို့ solve လုပ်မယ်ဒီပြဿနာအဲ့ဒီဟာကိုစဉ်းစားလို့ရတယ်ပေါ့နော်နောက်တစ်ခုကcost benefit analysis လုပ်လို့ရတယ်စိတ်တူရတယ်ကောင်းတယ်ဆိုကြစိတ်တူအရင်တော့ဆိုကျမတို့ကကိုစိတ်တူရတာကောင်းလာတယ်ထင်တယ်ကောင်းလာတယ်တော့မဟုတ်အဲ့လိုမျိုးပြသလိုက်ရတာကအဲ့လိုမျိုးအုံပုံကြီးဖြစ်နေတာလဲစားလို့ရှိရင်ကောင်းတယ်လို့စိတ်ထဲမှာထင်တယ်အဲ့လိုမျိုးလဲကိုယ့်ကိုယူဆတယ်ပေါ့အဲ့ခါကျမှကျမတို့ကစိတ်ထဲမှာရှိဒီမှာမနေဘူးဒီနားမှာတစ်ဆိုလည်းဖြစ်လာတာအဲ့လိုမျိုးဆိုတော့boss ဆိုလို့ရှိရင်လည်းပြန်អော်လိုက်တာမိဘဆိုလည်းပြန်អော်တာပဲကလေးဆိုလို့ရှိရင်လည်းကလေးကတော့မអော်ပြတော့ကြိုးစားရပေါ့နော်ဒါပေမဲ့လည်းတစ်ခါလေကြာရင်စိတ်ထဲမှာတစ်ဆိုဖြစ်လာလို့ရှိရင်လည်းပြောလိုက်မိတာပဲယောက်ျားတော့ပြောမနေနဲ့ပေါ့ဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့စိတ်ထဲမှာဖြစ်လာလို့ရှိရင်အဲ့လိုអော်လိုက်တာပဲဖြစ်ပြောလိုက်တာပဲဖြစ်အဲ့ဒီဟာရဲ့ကောင်းကျိုးဆိုးကျိုးကိုကျမတို့တွေကချိန်ကြည့်ရမယ် cost benefit ကိုဥပမာထားပါတော့ကျမက boss ကိုပြန်អော်လိုက်တာပေါ့ပြန် order ပဲဖြစ်ပြန်ပြောလိုက်တာပဲဖြစ် complaint ပြန်တက်လိုက်တာပဲအဲ့ဒီဟာရဲ့ကောင်းကျိုးကပါတယ်ကောင်းကျိုးကokay ကောင်းကျိုးကငါစိတ်ထဲမှာဒီလိုရှိတယ်ဆိုတော့ခြားလူတယောက်နားလည်သွားတဲ့အတွက်ကြောင့်မလို့ကောင်းတယ်စိုးကျိုးကပါလေကိုဒီလိုမျိုး professional environment မှာဒီလိုမျိုး professional ဖြစ်ရမယ်အနေအထားတစ်ခုမှာကျမတို့ကအဲ့လိုမျိုးကြီးပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာကျမတို့အနေနဲ့ impression ကျသွားတယ်နောက်တစ်ခါ job promotion တွေပါတွေတက်ဖို့အတွက်ခက်သွားမယ်နောက်တစ်ခါဒီဟာကကျမတို့ရဲ့value နဲ့မကိုက်ဘူးတကယ်လို့မှအခက်မသိအလုပ်ပြုတ်နိုင်တယ်အလုပ်ပြုတ်ရင်ဘာဖြစ်မလဲအလုပ်ပြုတ်လို့ရှိရင်ကျမတို့ဝင်ငွေတွေနည်းသွားမယ်ဝင်ငွေနှွှဲရင်ကလေးတွေအတွက်ကြောင်းကောင်းကောင်းမထားနိုင်ဘူးဘာဖြစ်လဲအဲ့လိုမျိုးပေါ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုကျမတို့တွေကချိန်ကြည့်လိုက်လို့ရတယ် cost benefit ကျမတို့စိတ်တူပြီးတော့ပြောလိုက်ပြီးတော့နေလို့ကောင်းသွားတဲ့ခံစားချက်ကကောင်းကျိုးနဲ့ဆိုးကျိုးကဘာတွေရှိတယ်ဥပမာကလေးကိုပြန် online တဲ့ကိစ္စဆိုလဲကလေးကိုတော့ကျမတို့အနေနဲ့မနေနိုင်လို့ပြန် online မိတယ်ပဲထားဒါမှမဟုတ်လို့ရှင်ရင်ကျမတို့အနေနဲ့ဒါဆုံးမတယ်လို့ထင်ပြီးတော့ဒါကောင်းကျိုးလို့ထင်ပြီးတော့ကိုယ့်အတွက်လည်းကောင်းတယ်ကလေးကိုလည်းကောင်းတယ်လို့ကိုယ်စိတ်ထဲမှာထင်ပြီးသွားလိုက်တော့ပြောလိုက်တဲ့ cost benefit နောက်တစ်ခုက cost ကကြတော့ဘာဖြစ်လဲတကယ်တမ်းကြတော့ကလေးတွေကကိုယ့်ကို respect မရှိတော့ဘူး respect မရှိဘူးဆိုအမြဲတမ်း on နေတဲ့အမေအမြဲတမ်းဒေါသထွက်နေတဲ့အမေဆိုပြီးတော့အရန်ကြောက်သွားတာကြောက်တယ်ဆိုတာဘယ်လိုခေါ်မလဲချစ်ကြောက်ယူတယ်မြန်မာနိုင်ငံအဲ့လိုမျိုးရှင်နော်ချစ်ကြောက်ယူတယ်ဆိုတာအဲ့လိုမျိုးဒီနိုင်ငံမှာကျတော့ချစ်ကြောက်ယူတယ်ဆိုတာမရှိဘူး love ပဲ love က unconditional love ဘာမှကိုမလိုအပ်ဘူးအချစ်ကအချစ်တိုင်းပဲမိဘနဲ့သားသမီးကြားမှာတခြားဘာမှမလိုအချစ်ပဲလိုတယ်ဒါပဲပေါ့နော်ဆိုတော့respect ဆိုတာတော့ရှိတယ်ဒါကလောက်ယူစရာအောင်မလိုသူကနဲ့သူဖြစ်လာတာမျိုးပေါ့နော်
ဆိုတော့စကားဟိုရောက်တော့ဒီရောက်လိုက်ဖြစ်နေဆိုတော့ cost and benefit ပေါ့နော်ပြောမှဆိုဒီ cost and benefit ကိုစိတ်တူတာရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုကျမတို့အနေနဲ့ညှိနှိုင်းကြည့်မယ်ညှိနှိုင်းကြည့်ပါလို့ရှိရင်ဆိုးကျိုးကပိုများလို့ရှိရင်မလုပ်နဲ့ပေါ့နော်ဆိုးကျိုးကဘာလဲဆိုတော့ကိုယ့်ကိုတိမှာပါခုနကကျမပြောတဲ့ boss ကို online မိတဲ့ကိစ္စဆိုလို့ရှိရင်ဆိုးကျိုးကအလုပ်ပြုတ်လို့ရှိရင်ကျမဘာသွားလုပ်မလဲပေါ့နော်ဆိုတော့အဲ့လိုပဲအဲ့လိုပေါ့ဆိုတော့နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့ the survey method ဒါလည်းတူတူပဲဆိုတော့အဲ့ကျတော့အတူတူပဲတော့မဟုတ်ဒါကျတော့ကိုယ့်လိုမျိုးဖြစ်ဖူးတဲ့လူတွေရှိလားဆိုတော့အားကြောင့်မို့ကျမဒီသင်တန်းလေးလုပ်တယ်ဆိုတာမိဘအနေနဲ့တစ်ခါလေကြာရင်ကိုယ့်ကိုတယောက်တည်းဖြစ်နေတာငါကြမှာဖြစ်ရတယ်ငါဘာလို့ဖြစ်နေရလဲအဲ့လိုမျိုးတွေထင်တတ်ကြတယ်ဘာလို့လဲဆိုတော့ကျမတို့မြန်မာအတိုင်းဝတစ်ခါကြာရင်မပြောတတ်ဘူးကိုယ့်ကကောင်းတဲ့ဟာဆိုပြောပြီးတော့မကောင်းတဲ့ဟာဆိုအုံဘုံတာမျိုးရှိမယ်ခါလေကြာရင်ကိုယ့်ရဲ့ခံစားချက်ကိုမပြောပြတတ်တာမျိုးတွေရှိမယ်ပြောပြရင်လည်းဘယ်လိုကင်တွဲရမလဲဆိုတာတခြားတစ်ဖက်ကမကင်တွဲတတ်တာမျိုးတွေရှိမယ်ဥပမာ therapist တောင်မှပဲမြန်မာနိုင်ငံမှာတကယ် qualify ဖြစ်တဲ့ therapist တွေဘယ်နှယောက်ရှိလဲအဲ့လိုမျိုးပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့အနေနဲ့ကကိုယ့်ရဲ့ခံစားချက်ကိုကိုယ်တယောက်တည်းပဲဖြစ်နေတယ်လို့ထင်တတ်ကြမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမဒီသင်တန်းနဲ့ရပြီးတော့သိစေချင်တာကမိဘတွေခံစားရတဲ့ခံစားချက်လူဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ခံစားချက်ဆိုတာရှိတယ်အတွေးတွေဆိုတာရှိတယ်ကောင်းတာရောဆိုးတာရောအဲ့ဒါကအကုန်ပုံမှန်ပဲဆိုတော့သူများတွေရောဒီလိုခံစားမှုမျိုးဖြစ်ဖူးလားဥပမာဆိုကလေးကိုတက်တည်ခြင်းနဲ့စိတ်ဖြစ်တာမျိုးဒါမှမဟုတ်ကလေးကိုအနေရပေးခြင်းနဲ့စိတ်မျိုးဖြစ်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကလေးမမွေးခဲ့မြင်ကောင်းမှာပဲဆိုတော့ဒါရအဲ့ဒီစိတ်မျိုးကြီးကြောက်စရာကြီးပြောရမှာဆိုတော့တော်တော်ကြီးကြောက်ဖို့ကောင်းတယ်အဲ့တော့ဆိုကိုမွေးထားတဲ့ကလေးကိုတော့ကိုကအန်ရပေးခြင်းနဲ့စိတ်ဖြစ်လာတယ်ဆိုတာကအမတန်ကြောက်ဖို့ကောင်းတယ်ပေါ့ဒါပေမဲ့လည်းဒီလိုစိတ်မျိုးဆိုတာပြောသူများဆိုပြောလည်းမပြောထွက်ဘူးပေါ့နော်ဒါမျိုးမျိုးဖြစ်ဖူးတယ်ဒါမျိုးတွေတွေးမှုတယ်ဆိုတာသူများသွားပြောရင်ဟဲဆိုပြီးတော့ဖြစ်သွားမယ်ပေါ့ဒါပေမဲ့ဒီလိုစိတ်မျိုးတွေကတကယ်တမ်းက postpartum depression ဖြစ်တဲ့မိဘတွေဒါကအမတန်ကိုဖြစ်တတ်တယ် postpartum depression ဆိုတာဒီမွေးပြီးတဲ့အချိန်မှာdepression ဖြစ်တယ်ဆိုတာဟော်မုန်းတွေကြောင့်မလို့ဖြစ်တာအေးရေးမောတာဒါတွေကြောင့်မလို့ဖြစ်တဲ့မိဘတွေမှာဒီလိုအတွေးတွေတောင်မှပဲဝင်တတ်တယ်အဲ့မဲ့ဝင်တတ်တိုင်းတကယ်လောက်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုအတွေးတွေကဝင်တတ်တယ်ဖြစ်တတ်တယ်အဲ့လိုမျိုးတွေဆိုတဲ့ဥစ္စာကိုကျမကသိစေခြင်းနဲ့ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုယ့်လိုပဲဖြစ်တတ်တယ်ဒီလိုဟာမျိုးတွေကဖြစ်တတ်တယ်ဆိုတာကိုသိလို့ရှိရင်အရန်ကြီးပဲnegative ဘက်ကိုရောက်နေတော့ဘူးပေါ့နော်ဆိုတော့သူများတွေမေးကြည့်လို့ရတယ် survey method သူများတွေရောဒီလိုမျိုးခံစားဘူးလားဆိုတာကိုမေးကြည့်ပေါ့နော်ဆိုတော့ဒီထဲမှာကျမတို့ကကိုယ့်ရဲ့အတွေးတွေကို and twist လုပ်တာပေါ့ဆိုတော့သူများတွေဒီလိုဖြစ်ဘူးလဲဆိုလို့ရှိရင်တော့ဒါကိုကြီးပဲတယောက်တည်းဖြစ်နေပေါ့အုံနောက်ကဖြစ်နေတာမဟုတ်ဘူးအတွေးတွေကလွဲမနေတာမဟုတ်ဘူးဒါတွေကဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ဥစ္စာကိုကိုယ်ကိုသိသွားမယ်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့ထပ်ကိုဖြစ်မယ်လို့မျှော်လင့်ပါတယ်ကျမဒါပြီးသွားပြီဆိုတော့ဒီနောက်ထပ် module လေးမှာပြန်တွေ့ကြမယ်နော် bye bye